အမှန်တော့ဖလားသုံးလုံးယူမှာကစင်မြန်ကြီးမဟုတ်တော့ဘူးနိုဘူးဖြစ်သွားပြီအားလုံးပဲမင်္ဂလာပါမော်ဆီယာနံပါတ်1 online အင်ဂျင်မှာကြိုဆိုပါတယ်မင်္ဂလာရှိသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဘောလုံးကောက်ဖွင့်ကစားလို့ပါကမော်ဆီယာနံပါတ်1အီဂျန်တို့လာရောက်စောကစားနိုင်မှာကြောင်းသတင်းကောင်းပါရပါတယ်အားကစားသတင်းများခန့်မှန်းချက်များနေ့စဉ်တင်ဆက်ပေးနေပါတယ်အကောင့်လေးကိုလည်း like and follow ပြုလုပ်ထားဖို့မြတ်တာရက်ခံလိုက်ပြစီခင်ဗျာဖင်လန်တီးမဲ့စင်မြန်ကြီးတို့ရဲ့ဘောကအားချောင်းနေုံနဲ့သာပြီးဆုံးသွားပါတော့မယ်ဖလား၄လုံးကနေ၃လုံးဖလား၃လုံးကနေအခု2လုံးအမျိုးမျိုးတက်လဲတက်နိုင်ကြပါပြီလေ။အဲ့တော့ဖလား၃လုံးရရှိဖို့ဖြစ်နိုင်နေတာကအာဆင်နယ်အသင်းမဟုတ်ပါဘူး။ဒါကမန်စီးတီးအသင်းပါ။လီဗာပူးကိုဟာလန်ရဲ့ဟက်ထရစ်သွင်းကိုနဲ့ကျုံးခဲ့တာကြီးကတကယ်ကိုစပယ်ရှယ်1တစ်ခုပါပဲ။သူတို့ကကာရာဘောင်းဆူပလာကိုရပြီးကလေးကကွာလီယိုလာကိုင်တာမဟုတ်ပဲမိုးဘော်ကကြားမင်းကင်တွယ်လိုက်သလိုရုတ်တရက်ကြီးထကောင်းလို့သွားခဲ့ပါလေ။ဒီကြတဲ့မန်စီးတီးအသင်းကပရီးမီးယားလိမှာလည်းလက်ကျန်၈ပွဲလုံးတပွဲမှာဒီခြေစွမ်းအတိုင်းတာနဲ့ဆိုရင်ရှုံးနေတော့မှာမဟုတ်ပါဘူး။အဖေဖလားမှာလည်းသူတို့အသင်းကအပိုင်သေးရပြီလို့ပြောလို့ရပါတယ်။အဓိကဆူပလာကပရီးမီးယားလိဖလားပါပွဲတိုင်းဒီပါနိုင်အောင်ကစားထားနိုင်ရင်တောင်မှတစ်ဖက်ကအာဆင်နယ်အသင်းကခြေချောမှရပါလိမ့်မယ်။အာဆင်နယ်အတွက်ကပွဲချက်လေးတွေရှိနေပါသေးတယ်။ဒါကတော့မန်စီးတီး၊နယူကာဆယ်အပြင်တက်ဆင်းရမှာဆိုလို့ဖင်ကျွတ်အောင်ရုံးမဲ့ဝဟန်အသင်းမှာခရစ္စတယ်ဘဲလီကိုလည်းဒီစင်းထဲမှာမိထားလို့မရပါဘူး။ဒါကြောင့်အာဆင်နယ်အသင်းအတွက်ကဒီပွဲတွေကိုနိုင်အောင်ကစားရင်ကစားမကစားရင်ဒီနေ့မှလည်းစီတွန်လွန်ထပ်ဖြစ်နိုင်ပါသေးတယ်။အာဆင်နယ်အသင်းအတွက်ကအဓိကကစားသမားတွေဒဏ်ရာရနေတယ်။ကစားမှုတွေကတစ်ခုပြီးတစ်ခုကြုံနေရတာပါ။သူတို့ကန်ကောင်းတော့ကလည်းလွတ်ပြီးကန်ကောင်းခဲ့တယ်ဆိုပေမဲ့အာဆင်နယ်အတွက်ကအခုကန်ဆိုးမှုတွေကဇက်တိုက်ကိုလာနေပါပြီ။ဒါကြောင့်အာဆင်နယ်အသင်းအနေနဲ့ချန်ပီယံလိနဲ့ပရီးမီးယားလိကိုတည်တည်ချာချာအာရုံစူးစိုက်ပြီးကစားမှသာလျှင်အာဆင်နယ်အသင်းအတွက်ကဒီနှစ်မှလည်းမျက်ရည်နဲ့မျက်ခွက်မဖြစ်ရမှာပါ။မဟုတ်ရင်တော့တစ်ချက်မှားတာနဲ့ကောက်စားသွားမဲ့စီးတီးကအဆင်သင့်ရှိနေတာလေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့ကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးနီနာစရာအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ